မင်္ဂလာပါမိတ်ဆွေကတိန်1500တိန်1600လောက်တုံးကျင်တယ်modern name လည်းမလို့ချင်ဘူး2019ပတ်ချတယ်တော့ဖြစ်ရမယ်နံပါတ်ကလည်းဂျူဒန်တော့ဖြစ်ရမယ်ကအသေးတွေကလည်းမချိုက်ဘူးအင်ဂျင်ပါဝါများတာစီစားကလည်းမချိုက်ဘူးဆိုရင်တော့ကျွန်တော်ဒီမှာတိန်1500နဲ့တိန်1600ချားမှာရောက်ပြီးမှကားလေးတစ်စီးရှိတယ်ရွေးသမျှလည်းအကုန်ပါတယ် driver mode တွေပါတယ်လည်း3မျိုးလောက်ပါတယ်smart key တွေလည်းဖြစ်မယ်နောက်ဖုန်းမော်တာတွေလည်းပါမယ်အဲ့လိုကားလေးတစ်စီးကိုကျွန်တော်မိတ်ဆွေတွေကိုဒီနေ့မှာကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့လိုက်ပြီးတော့ကြည့်ရှုပေးပါလို့ကျွန်တော်ခေါ်ချင်ပါတယ်ဟုတ်အခုကျွန်တော်ရောင်းချပေးမယ့်ကားလေးကတော့ D87 Prime လေးပဲဖြစ်ပါတယ်ဒီကောင်လေးက Titanium Grey Color လေးနဲ့လာမယ်ပြီးတော့ကျွန်တော်တို့ engine power 1.5 1.5 ကို horsepower 156ကနေ169အထိထွက်တယ်ပြီးတော့ top speed က215ကနေ285လောက်ထိသွားတယ်ဒီကောင်လေးကတော့ကျွန်တော်တို့ဒီ auto gear လေးနဲ့လာမယ်နောက်ပြီးတော့engine power 1.8တွေလည်းကျွန်တော်တို့ဈေးကွက်တွေထဲမှာတွေ့ရမယ်ထိုင်ကုန်သားလေးတွေကလေသားလေးနဲ့ဖြစ်မယ်အပူပေးတာလည်းပါမယ်ပြီးတော့ကျွန်တော်တို့ဒီနောက်မှာဆိုလဲနောက် air ကိုဖြစ်မယ်နောက်ကထိုင်ကုန်လေးရတယ်နောက်မှာ3အောင်အေးအေးဆေးဆေးထိုင်လို့ရမယ်နောက်မှာလည်း airbag တွေပါအောင်မယ်ပြီးတော့ကျွန်တော်တို့ဒီနောက်မှာround air ကိုဖြစ်တဲ့အတွက် air con ထွက်တဲ့လေးပေါက်တွေရှိမယ်အောက်မှာဖုန်းအသမှုအတွက် USB တွေပါမယ်ပစ္စည်းတွေပါထည့်မယ်ရေတန့်မှုတွေပါထည့်ဖို့ pipe ခွန်တွေလည်းပါမယ်ပြီးတော့ကျွန်တော်ထပ်ပြီးပြောပြမှာကဒီကောင်က remove ကနေပြီးတော့နောက်ဖုန်းဖွင့်တာတွေမှတ်တင်မှတ်ချလုပ်တာတွေကျွန်တော်ပြောပြမယ်ပြီးတော့ကောင်းရဲ့အလျားက4585ရှိမယ်အနမ်း1900ရှိမယ်ပြီးတော့အမြင့်က1918ရှိမယ်ပြီးတော့ကျွန်တော်တို့ဒီ ground clear ဆန်ရတယ်200ရှိမယ်ဆိုတဲ့အတွက်ကျွန်တော်တို့ဒီလမ်းကျန်းတွေလမ်းမကောင်းတဲ့နေရာတွေကောင်းကောင်းမွန်မွန်အေးဆေးဆေးမောင်းလို့ရမယ်ရေကြီးတဲ့ဥစ္စာတွေမှာလည်းတောင်းတန်းဒီတော့ကိုအေးဆေးဖြတ်ပြီးတော့မောင်းလို့ရတယ်ပြီးတော့55လီတာစီတန်ကြီးကတော့55လီတာလောက်ဆန့်မယ်ထိုင်ကုန်ကကျွန်တော်တို့900ယောက်လောက်အေးဆေးဆေးစီးလို့ရတယ်เนาะပြီးတော့ ABS တွေပါမယ် ESC တွေပါမယ် traction control system တွေပါပြီးတော့ကျွန်တော်တို့ head start assistant တွေပါမယ်နောက် airbag တွေပါမယ်360ကင်မရာတွေပါနောက်ဖုန်းကလည်းကျွန်တော်တို့မော်တာနဲ့ခလုံးနဲ့ဖွင့်လို့ရတယ်ခလုံးနဲ့ပိတ်လို့ရမယ်ပြီးတော့ကစ်ဆန်စာပါတယ်ဆိုပြီးမှခေါင်းကစ်ဆန်စာတွေကြောင်းတက်ချိန်လုံးကျွန်တော်တို့ဒီသူက smart key ဖြစ်တဲ့အတွက်ကားနောက်ကိုကတ်လိုက်တာနဲ့သူကသူ auto lock ဖြစ်သွားတယ်ဒါနဲ့ဝေးသွားတဲ့အခါအဲ့သူ lock ပြန်ကျသွားမယ်ဟုတ်စားပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီနောက်မှာရှိတဲ့ချိတ်တွေကိုကျွန်တော်ရိုက်ပြမယ်ပြီးတော့သူ့ရဲ့ cargo space ကလည်းတော်တော်ကျယ်တယ်ပြီးတော့ရင်နောက်မှာရှင်းလိပ်တွေလည်းပါအောင်မယ်ဒါကကျွန်တော်ရှင်းလိပ်တွေပေါ့လေရှင်းလိပ်လေးလည်းပါအောင်မယ်ပြီးတော့ရင်နောက်မှာကာဂိုမီတွေပါအောင်မယ်ရှင်းလိပ်တွေကကျွန်တော်ဖေချာချိတ်လို့ရတဲ့နေရာလေးတွေပါမယ်ပြီးတော့ရင်နောက်မှာလည်းထပ်ပြီးတော့ကျွန်တော်တို့အားသွင်းလို့ရတယ်တွဲဖို့ USB လိုက်တာလေးလည်းပါအောင်မယ်ပေါ့လေ USB အားသွင်းတဲ့ဟာလေးတွေပါအောင်မယ်ဒီကောင်လေးကကျွန်တော်တို့ဒီမိတ်ဆွေတို့အနေနဲ့ modern မြင့်နေစီးကျင်တယ်engine power 1.5 engine power ကြည့်ရမချက်တဲ့ဒီလေးဆိုတော့ဒီတင့်တော်တဲ့ကားလေးဖြစ်တယ်ပြီးတော့ရင်ကျွန်တော်ထပ်ပြီးတော့အတွင်းကန်း grade လေးကိုလည်းရှင်းပြမယ်ဒီကောင်လေးက auto parking လည်းပါတယ်ပေါ့လေ auto parking ပါတဲ့အတွက်ဒီကောင်လေးကသူဒီအနောက်ကဟို parking line လေးတွေတေချာဆွဲထားရင်တော့ကျွန်တော်ဒီ auto parking ကောင်းကောင်းထိုးလို့ရတဲ့ကားလေးဖြစ်တယ်ကျွန်တော်ထပ်ပြီးတော့ဒီလိုကိုအတွင်းကန်းလေးတွေထပ်ပြီးတော့အနည်းငယ်ပြတာပေးပါအောင်မယ်ပဲကြည့်ပေးပါဦးဗျဒါလေးကတော့ J7 ရဲ့ကျွန်တော်တို့အတွင်းကန်းလေးအနေထားဖြစ်ပါတယ်ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ driver mode တွေလည်းပါမယ် eco mode တွေနဲ့ပြောင်းလို့ရတယ် sport mode တွေလည်းတွားလို့ရတယ် normal mode လည်းတွားလို့ရတယ်ပြီးတော့ဒီမှာinfotainment screen ပါမယ်ကျွန်တော်တို့ဒီ360ကင်မရာတွေကုန်ပါမယ်နော်ပြီးတော့ဒီမှာထပ်ပြီးတော့ကျွန်တော်တို့ဒီlane departure တွေကျွန်တော်ဒီမှာ lane departure ရဲ့ TRC တွေအကုန်ပါမယ် cruise control တွေလည်းပါမယ်ပြီးတော့ဒီမှာtire pressure sensor တွေပါမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီအပေါ်မှာဒီမှာ panorama sunroof တွေပါမယ် panorama sunroof တွေပါမယ်နော်ထိုင်ကုန်ပူပေးတာပါမယ် auto hold တွေပါမယ်နော်ကျွန်တော်တို့နောက်ဖုန်းလဲကျွန်တော်တို့မော်တာတွေပါမယ်ဒီရွတ်သမျှအကုန်ပါတဲ့ကားလေးကကျွန်တော်တို့ဒီအခုကျွန်တော်3500နဲ့3600ကျားမှာကျွန်တော်ရောက်ချပေးမှာဖြစ်ပါတယ်အရေးကြအနေနဲ့လည်းမိတ်ဆွေတို့မှာဝန်တန်းဆိုရင်လည်းရမယ်ကျွန်တော်တို့နောက်တစ်ခုကကျွန်တော်လုပ်ငန်းရှိတဲ့လူတွေရပါမယ်သူရဲ့ထိုင်ကုန်အတွင်း
အနေထားလေးဖြစ်ပါတယ်ကားလုံးဝအသက်တိုင်းရှိမယ်ကျွန်တော်တို့နောက်တစ်ခုကဘာပါအောင်မလဲဆိုတော့ကျွန်တော်တို့fuel consumption နဲ့ပါတယ် fuel consumption စီစားနှုန်းစီဘယ်လောက်ထည့်ထားတယ်ဘယ်လောက် percent ကျွန်တော်မောင်းလို့ရအောင်မယ်ဆိုတော့အခုပါတဲ့ကားလေးဖြစ်ပါတယ်ဒီမှာကျွန်တော်တို့CRM volume control လည်းပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီကားလေးကမိတ်ဆွေတို့လက်လွတ်မခံတဲ့ကားလေးဖြစ်တဲ့အတွက်ကျွန်တော်ရှိကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ကျွန်တော်ဖုန်းနံပါတ်430 9825လေးကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်အားလုံးပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်